အားလုံးပဲမင်္ဂလာပါဗျာတနခါလေးနဲ့မောင်နှကားလေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာနော်ကဲကျွန်တော်အခုဒီဗီဒီယိုဖိုင်လေးကကျွန်တော်တို့16ရက်နေ့ဒါကြာသပတေးနေ့အတွက်ကျွန်တော်ခံမှန်းကဏ္ဍလေးတွေကိုဒီဗီဒီယိုဖိုင်မှာကျွန်တော်အလက်ကားလာရောက်မျှဝေပေးတာဖြစ်ပါတယ်ဗျာမိတ်ဆွေတို့ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုတွေ့ပြီးဆိုတာနဲ့စိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒတွေတလုံးတစ်ဝတည်းပြည့်စုံကြပါစေလို့ကျွန်တော်နှကားလေးကဥစွာပထမနှုတ်ခွန်းဆက်တာခါတော်ပြုပါတယ်ဗျာနော်ကဲကျွန်တော်တို့ဒီနေ့ဒါဗိုလ်ဒူးနေလေးကတော့မင်္ဂလာတစ်ချမ်းမရှိပါတယ်ဘယ်လိုလဲဆိုတော့ကျွန်တော်ရဲ့ဒါလုံးပိုင်1ချင်းကျွန်တော်လွဲချော်ပါတယ်လွဲချော်ရတဲ့အတွက်တူးရောက်ချင်းစီကိုတောင်းပန်ပါတယ်ကျွန်တော်လည်းအားငယ်တယ်ဗျာနော်ကျွန်တော်1ချင်းလွဲတာကိုအားငယ်တယ်ဘယ်မှာတစ်ချက်ပြန်ပြီးတော့ကျွန်တော်တို့ကောင်းအောင်လဲဆိုတော့ဒါတလုံးနဲ့သောလုံးပိုင်ပတ်သည်တလုံးနဲ့သောတလုံးပိုင် break ပေါ့နော်33 85မှာတော့ဒါအလုံးရှိတိမိမိဒဲပေါက်ကြလိမ့်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်နေနော်ဒါအဲ့မှာလည်းအဆင်ပြေတဲ့သူတွေအတွက်ဒါ comment အဆင်ပြေတဲ့သူတွေ comment လေးမှာဘယ်လောက်ဖို့ပေါက်တယ်ညာလောက်ဖို့ပေါက်တယ်ဒါ comment လေး man ခဲ့အောင်ဒါအားရှိအောင်လို့ပါเนาะကျွန်တော်အနေနဲ့ဒါတလုံးနဲ့သောလုံးမှန်ဒါလွဲချော်တဲ့အခါမှာတူးတယောက်ချင်းစီကိုကျွန်တော်တောင်းပန်ရတာပေါ့เนาะကိုလူတွေလည်းအားနာတယ်ဘာလို့ဆိုလို့ထိစေခြင်းနဲ့မနေ့33 85အထိညနေမှာကျွန်တော်4ပိုင်း4ပတ်တီထိရင်တော့ဒါအလုံးပျော်ရမှာကူကတော့ပေါ့เนาะကျွန်တော်အနေနဲ့စူးစမ်းလျက်ပါမိတ်ဆွေတို့ကျွန်တော်ကိုလည်းအပြစ်တော့မမြင်နဲ့ကျွန်တော်လည်းအကောင်းဆုံးတော့လုံနေတာเนาะခနဲ့အကွက်တရားတွေကရွေးပေးနေရတာခနဲ့အခွန်လုံးခွေသွားတယ်เนาะမနေ့ပိုင်းမှာဒါခွေတဲ့လူကတော့အစင်ပြေမယ်ကျွန်တော်အနေနဲ့ကတော့အားငယ်တယ်ပေါ့နော်ကျွန်တော်လုံးမိုင်ပတ်ပြီးထွက်စီချင်တာကိုကတော့ဒါစေတနာပါအလုံးပဲဒါဆိုကျွန်တော်တို့ဒါ16ရက်နေ့အတွက်ဒါခမန်းကနန်းစပြောမယ်ခမန်းကနန်းကကျွန်တော်ဘာကိုကျွန်တော်စခမန်းရမလဲဆိုတော့ထွက်ပြီးသားကနန်းပဲကျွန်တော်ကြိုက်တာဆိုတော့လေထွက်ပြီးသားကနန်းဒါရှစ်လုံးရှိတယ်ရှစ်လုံးနဲ့မှခွေကျင်နေဆိုရင်တော့ခွေရှစ်လုံးလုံးမတက်နိုင်ရင်4823ည13အဲ့ကနန်းလေး6လုံးပေါ့နော်အဲ့6လုံးကိုခွေဒီထဲမှာရွေးပေးပါကိုကွက်လောက်ရွေးပေးခဲ့မယ်အစင်ပြေစေခြင်းတို့နော်အစင်ပြေစေခြင်းကိုကွက်ထဲမှာ၄ကွက်ထပ်ရွေးပေးမယ်ဟုတ်ပြီလားနော်တခြားမဲ့8ခွန်83 2ခွန်31 3ခွန်33 86 36ခဏလေး6ကွက်ရှစ်လုံးအခွေထဲမှာခဏလေး6ကွက်ဟုတ်ပြီလားနော်ရှစ်လုံးအခွေထဲမှာခဏလေး6ကွက်ဒီ6ကွက်ထဲမှာ4ကွက်ထပ်ရွေးပေးမယ်33ခွန်6 31 8ခွန်33နဲ့86ကတော့ဒါပိုကြိုက်တယ်ပါဆိုတော့ကျွန်တော်တလုံးနဲ့တော့လုံးမိုင်ပတ်ပြီးငွေပဒိတ်နော်3ပဒိတ်ရှိတဲ့အတွက်ကြောင့်ဖြစ်တယ်နော်အလုံးပဲ33ခွန်6ကတော့ပိုကြိုက်တယ်31နဲ့ခွန်8ကတော့ညီကိုမလို့ကြိုက်တယ်ကျန်တဲ့ဒါ5ခွက်ကတော့81တို့83တို့2ခွန်တို့3ခွန်တို့36တို့ပေါ့နော်36တို့30တို့ပေါ့နော်အဲ့ဒါလေးတွေကကျွန်တော်တို့ဗာလဲဆိုတော့ဒါရှစ်လုံးအခွေထဲမှာကြိုက်နှစ်သက်တဲ့ကနန်းလေးကျွန်တော်ရဲ့ကနန်း6ခွက်ပေါ့နော်ထူးရှယ်4ခွက်နဲ့ပေါ့နော်33နဲ့ခွန်6ကတော့ပိုကြိုက်တယ်31နဲ့8ခွန်ကတော့နည်းနည်းပဲကြိုက်တယ်เนาะအဲ့ဒါလေးပြောပြတာခုပြောမှကဘာလဲဆိုတော့ကျွန်တော်1ချင်းပြောမယ်1ချင်းဆော့ကျင်တဲ့သူတွေ1ချင်းက4ကို1ချင်းနော်4ကို1ချင်းကို2ခွန်နဲ့ကတ်ဆော့ဟုတ်ပြီလား4ကို1ချင်းကို2ခွန်နဲ့ကတ်ဆော့အဲ့ဒါကိုအထူးရှယ်တင်ဆော့နော်4ကိုကို2ခွန်နဲ့ကတ်တာကိုထူးရှယ်တင်ဆော့4145 9195ဒီကနန်းလေး4ခွက်ကိုပပလေးအရန်ကာဆော့ဟုတ်ပြီလားနော်4145 9195ဆိုတဲ့ကနန်းလေး4ခွက်ကိုအရန်ပပလေးကာဆော့ပေးပါဟုတ်ပြီလားဒါ1ချင်းဆော့ကျင်တဲ့သူတွေအတွက်ဤတဲ့အဲ့တော့ပေါ့နော်ဒါပြကြနော်အခွေ၄လုံးအခွေဆော့ကျင်တယ်အမဟုတ်ပေါ့နော်၄လုံးအခွေဆော့ကျင်တဲ့သူတောင်ဖြစ်တယ်ကျွန်တော်တို့ဒါ၈လုံးအခွေထဲမှာကြိုက်နှစ်သက်တဲ့ခဏကိုဝက်ကိုဆော့ကျင်တဲ့သူကဆော့မင်းအော်ပြီးတော့ဆော့တနေ့ကုန်းစားအဆင်ပြေသလိုကြည့်ပြီးတော့ဆော့ဟုတ်ပြီလားနော်ကျွန်တော်ဗိုလ်ရူးကြာတာလေးတောက်ကြဒီ၃ရက်စာထုတ်တဲ့ဒါ၄လုံးအခွေလေးကျွန်တော်မုတ်ဖိုးရှာတဲ့၄လုံးအခွေလေးမထွက်သေးပါဘူးလိုချင်တဲ့သူတွေဒီဘဝ Messenger လင်လေးကိုထောက်ပြီးတော့လာယူလို့ရတယ်လို့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်39 985 399 95လေးမှာလည်းလာရောက်ဆက်သွယ်ယူလို့ရပါတယ်အားလုံးပဲနော်ဒီနေရာနေပြောချင်တာကဘာလဲဆိုတော့ကနန်းလွဲတဲ့ခါမှာလေတူတယောက်ချင်းစီကိုကျွန်တော်အနေနဲ့တောင်းပန်ပါတယ်တလုံးမှန်ပတ်သေးရတော့ပေါက်စီနေတာပေါ့နော်တလုံးနဲ့ပတ်ကြတာဆိုလို့လေအစင်ပြေပြေပေါက်စီခြင်းနေဒါပေမဲ့ကျွန်တော်ပြီးတာတွေကပေါ့နော်ဘလူးမှာပေါက်နေလေဆိုတော့ဒါခုနှလုံးအခွေတို့ရွေးကွက်ကလေးတွေကအစင်ပြေနေတဲ့အတွက်ကြောင့်တူတယောက်ချင်းစီပေါ့နော်ဝမ်းချင်းလေးကိုစောင့်မျှော်ပါအောင်ဝမ်းချင်းလေးပေါက်တင်နေကြတူတယောက်ချင်းစီအားမငယ်စီရအောင်နော်ကျွန်တော်ကတော့အားငယ်တယ်တင်ရတာဘလူးလဲဆိုတော့ကိုဝမ်းချင်းမထိတဲ့အခါမှာကျတော့တူတယောက်ချင်းစီအားငယ်ရတယ်နော်အားလုံးပဲဒီနေ့မှာပေါ့နော်80မှာပေါက်လိုက်ရလိုက်တဲ့သူတွေတဲ့ဒါ comment လေးမှန်းခဲ့ပါခဲအားလုံးပဲမနေ့ဖန်မှာလည်းကျွန်တော်မင်္ဂလာရှိတဲ့နေ့လေးမှာပြန်ဆုံမယ်ဒါပေါ့နော်ဗိုလ်ရူးကြာတာပြီးတောက်ကြထုတ်တဲ့၄လုံးအခွေမရသေးတဲ့သူတွေလိုချင်ပါလေဆိုတဲ့သူတွေဘေးပေးစရာမလိုငွေပေးစရာမလိုပေါက်မှာပြီးပေါက်ပြီး2000ကျပ်နဲ့ယူမယ်ဆိုရင်ဒီဘောက Messenger လင်းလေးကိုထောက်ပြီးတော့လာယူတော့ကျွန်တော် Viber ဖုန်းနံပါတ်399985 3995လေးကိုလာရောက်ပြီးတော့ဆက်သွယ်လို့ရပါတယ်ခဲဒါဆိုကျွန်တော်ကြာတာပတိနေ့အတွက်နေကုံစာခံမှန်းတာလေးပြောပေးမယ်၄ကို1ချင်းကို2ခွန်နဲ့ကတ်ထားကိုထူးရှယ်တင်ပြီးတော့စော်ပါပြီးကြရင်4145 9195ဆိုတဲ့ကနန်းလေး၄ကွက်ကတော့အရန်၄ကွက်ပပလေးပဲထိုးကျွန်တော်တို့ကနန်း၈လုံးအခွေတဲ့က6လုံးလောက်ရွေးပေးပါဆို4823 13ဆိုတဲ့ကနန်းလေး6လုံးအခွေကြိုက်တယ်ဟုတ်ပြီလားနော်
6လုံးအခွေကြိုက်တယ်အဆင်ပြေပါစေ6လုံးအခွေတွေကမှခဏလေး6ခွက်လောက်ရွေးထုတ်ပေးခဲ့မယ်အဲ့ဒါလေးကဘာလဲဆိုတော့8 8ခွန်8 3 2ခွန်3ည1 3ညခွန်3ည3ခွန်6 36ခဏလေး6ခွက်အဲ့6ခွက်ထဲမှာ4ခွက်ကိုရွေးပေးပါဆိုရင်3ည3ခွန်6ရဲ့3ည1 8ခွန်ပဲဆိုတဲ့ခဏလေးလေးကိုပို့ပြီးတော့ကြိုက်ပါတယ်အဆင်ပြေသူတို့ကြည့်ပြီးတော့ကစားပါကင်မရာဖက်မှာအဆင်ပြေမှုတွေကိုထပ်မံပိုင်ဆိုင်နိုင်ကြပါဆိုကျွန်တော်စူတောင်းပေးဒီနေ့ညလိုက်ရှိုးလေးကိုဒီမှာပဲအဆုံးသတ်ပါတယ်အားလုံးကိုချစ်ပါတယ်မိတ်ဆွေလည်းဒီနေ့မှဒီနောက်လာမဲ့မနက်ဖြန်ပေါင်းများမှာမင်္ဂလာရှိတဲ့မနက်ဖြန်တွေကိုပိုင်ဆိုင်နိုင်ကြပါစေစံနှန်းနဲ့ဘဝတွေတက်တဲ့ကြကြပါစေတာယာအပြုရှင်စရာကောင်းတဲ့မိသားစုဘဝတွေကိုပုံဖော်ဖန်တီးနိုင်ကြမှာစူတောင်းပေးပါတယ်ဒီမှာပြောချင်တာကကျွန်တော်ထူးချင်မွေးကန်းလေး၄ခွက်လာပါတော့မယ်လို့သတိပေးပြစေအားလုံးကိုချစ်ပါတယ်ဗျဘိုင်ဘိုင်ပါ